အဲ့ဒီလူဟာညာတိုင်းတက်စီမောင်းသူတဦးဖြစ်ပေမဲ့လူတွေကိုမတင်မဲ့ဝိညာဉ်တွေကိုပဲတင်ဆောင်လေးရှိပါတယ်။သူကားပေါ်တက်တဲ့ဝိညာဉ်တိုင်းဟာထိုင်ကုန်ခပ်ပတ်ထားရပါတယ်။တရက်မှာတော့အမျိုးသမီးဝိညာဉ်တဦးသူကားပေါ်တက်လာခဲ့ပါတယ်။အဲ့ဒီလူဟာဝိညာဉ်တွေကိုကူညီပေးသူတဦးဆိုတာသူမသိသွားတဲ့အခါသူမရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါဟာအဲ့ဒီလူရဲ့အလုပ်လည်းဖြစ်ပါတယ်။ဝိညာဉ်တဦးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပြီးရင်သူဟာဆန္ဒအမှတ်တွေကိုစုဆောင်းနိုင်ပါတယ်အဲ့ဒီအမျိုးသမီးဟာကားအက်ဆီဒင့်ဖြစ်ခဲ့တဲ့နေရာမှာပဲပိတ်မိနေပြီးဘယ်မှသွားလို့မရဖြစ်နေတာပါသူမရဲ့ချစ်သူကလည်းတခါမှပေါ်မလာခဲ့ပါဘူးသူမတည်ဆုံးပြီးနောက်ချစ်သူကောင်လေးမှာရီးစားသေးရသွားပြီလားဆိုတာကိုသူမသိချင်နေခဲ့ပါတယ်အဲ့ဒီလူကအမျိုးသမီးကိုခေါ်ပြီးသူမရဲ့ချစ်သူကိုလိုက်ရှာပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲချစ်သူကောင်လေးဟာလက်ထက်လက်စွပ်တကွင်းကိုဝယ်ယူပြီးသူမရဲ့တငယ်ချင်းအိမ်ထဲကိုဝင်သွားခဲ့ပါတယ်အမျိုးသမီးကသူတို့နှစ်ယောက်တွဲနေကြပြီလို့ထင်ပြီးဒေါသတကြီးအခန်းထဲကိုပြေးဝင်သွားပေမဲ့သူမတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေရှိမှသူမချစ်သူငိုကြွေးနေတာကိုမြင်လိုက်ရပါတယ်အခန်းတစ်ခုလုံးမှာလည်းသူမရဲ့ပစ္စည်းတွေနဲ့ပြည့်နေပြီးသူဝယ်လာတဲ့လက်စွပ်ကလည်းသူမအကြိုက်ဆုံးလက်စွပ်လေးဖြစ်နေပါတယ်ချစ်သူကောင်လေးဟာထိုအမျိုးသမီးနဲ့အတူရှိနေခြင်းခဲ့တာပါအဲ့ဒီနောက်ချစ်သူဖြစ်သူဟာဓာတ်ငွေမိဖို့ကိုဖွင့်လိုက်ပြီးကိုအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အမျိုးသမီးဟာသူမနားလည်မှုလွဲခဲ့မှသိသွားပေမဲ့မိဖို့ကိုတော့ပိတ်လို့မရခဲ့ပါဘူးကံကောင်းစွာနဲ့တက်စီသမားကအချိန်မီရောက်လာပြီးမိဖို့ကိုအမြန်ပိတ်ပေးခဲ့ပါတယ်အဲ့ဒီနောက်ထိုအမျိုးသမီးအက်ဆီဒင့်ဖြစ်တဲ့နေ့ကဘာတွေလုပ်နေခဲ့လဲလို့ကောင်လေးကိုမေးမြန်းခဲ့ပါတယ်ကောင်လေးကသူဟာလက်ထပ်ဖို့အတွက်ပတ်စံအမြန်စုချင်တာကြောင့်တညလုံးအစားအသောက်တွေလိုက်ဖို့နေခဲ့တာလို့ပြောပြပါတယ်လက်စွပ်ဝယ်တာကလည်းသူမကိုအံ့ဩပျော်ရွှင်စေချင်လို့ပါအဲ့ဒီညမှာပဲသူမအက်ဆီဒင့်ဖြစ်လိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးဒီနေ့မှာတော့သူလစာထုတ်ရတာကြောင့်သူမကိုလက်ထပ်ခွင့်တောင်းဖို့လက်စွပ်ဝယ်ခဲ့တာဖြစ်ပါတယ်အမျိုးသမီးကသူမကိုခဏလောက်ပေါ်လာနိုင်အောင်ကူညီပေးဖို့အဲ့ဒီလူကိုတောင်းပန်ခဲ့ပါတယ်။အဲ့ဒီလူကတော့တွန့်ဆုတ်နေခဲ့ပါတယ်။သူမကိုပေါ်လာအောင်လုပ်ပေးဖို့ကဆန္ဒအမှတ်တွေအများကြီးလိုအပ်ပြီးအဲ့ဒီမှတ်တွေကိုသူကသူ့ဇနီးကိုပြန်ရှင်လာအောင်လုပ်ဖို့ဆုထားတာဖြစ်ပါတယ်။တကယ်တော့သူ့ဇနီးကလည်းသူ့ကိုကယ်တင်ရင်းနဲ့အက်ဆီဒင့်ဖြစ်ခဲ့ရတာပါ။နောက်ဆုံးမှာတော့အဲ့ဒီလူဟာအမျိုးသမီးကိုကူညီဖို့ဆုံးဖြတ်လိုက်ပေမဲ့3မိနစ်ပဲပေါ်လာအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။အမျိုးသမီးဟာသူမစုဆောင်းထားတဲ့ဘဏ်ကတ်ကိုထုတ်ပေးခဲ့ပြီးသူမချစ်သူကိုကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ကြပါတယ်အဲ့ဒီလူဟာအမျိုးသမီးရဲ့နောက်ဆုံးဆန္ဒကိုအောင်မြင်စွာဖြည့်ဆည်းပေးနိုင်ခဲ့ပြီးဆန္ဒအမှတ်တွေလည်းထည့်ရခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူဟာသမီးဖြစ်သူကိုကြောင်းပို့ရင်းသမီးမေကိုအမြန်ဆုံးအိမ်ပြန်ခေါ်လာပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မနက်စာဆိုင်တစ်ဆိုင်ကိုသွားခဲ့ရမှာဆိုင်ရှင်ရဲ့အနားမှာဝိညာဉ်တွေရှိနေတာကိုခံစားလိုက်ရပါတယ်။ဝိညာဉ်နှစ်ဦးကသူ့စီကိုလာပြီးဆိုင်ရှင်ဟာသူတို့မိသားစုကိုဒုက္ခပေးခဲ့တာကြောင့်ဆိုင်ရှင်ကိုအပြစ်ပေးဖို့တောင်းဆိုကြပါတယ်။အဲ့ဒီဝိညာဉ်တွေကဆိုင်ရှင်ရဲ့ညီလေးကိုစောက်ရှောက်ပေးခဲ့ရတဲ့အပြင်ပတ်စံချင်းမပေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဆိုင်ရှင်ကသူတို့ကိုနှိပ်စက်ခဲ့တယ်ဆိုပြီးပြောပြနေပါတယ်။ဒါပေမဲ့တက်စီသမားကဆိုင်ရှင်ဟာမိဘမဲ့ကလေးအများကြီးကိုထောက်ပံ့ပေးထားတာကိုမြင်လိုက်ရတာကြောင့်ဝိညာဉ်တွေလိန်ညာနေမှန်းသိသွားပါတယ်။အဲ့ဒီနောက်ဆိုင်ရှင်ကအဖြစ်မှန်ကိုရှင်းပြပါတယ်။သူအလုပ်လုပ်ဖို့အိမ်ကထွက်သွားတဲ့အခါသူ့ရဲ့အုံနောက်ချိုရင်းနေတဲ့ညီလေးကိုကြည့်ပေးဖို့တငယ်ချင်းကောင်းတစ်ယောက်ကိုအနှံခဲ့ပြီးလစဉ်ပတ်စံပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ညီလေးဟာအဲ့ဒီတငယ်ချင်းရဲ့နှိပ်စက်မှုကိုခံခဲ့ရပါတယ်။ဒါကြောင့်အဆုံးမှာတော့ဆိုင်ရှင်ဟာအဲ့ဒီတငယ်ချင်းရဲ့မိသားစုကိုပြန်လည်ဒုက္ခပေးခဲ့မိပါတယ်။ဒါဟာဒီဇလန်တစ်ခုလုံးရဲ့အမှန်တရားပဲဖြစ်ပါတယ်။